မင်းကြီးကတိပေးပြီးတဲ့နောက်မှာတော့နေရာအသီးသီးမှရှိတဲ့မွေနဂါးတွေကတကာဝက်လောက်များရှိတဲ့အရက်ကိုဖယ်ပြီးနက်ပြည်လိုရွှေအောင်တိုင်းပြည်ကိုဖန်ဆင်းခဲ့တယ်။အဲ့ဒီပြည်ကနေလူအသွင်ဖန်ဆင်းလာတဲ့သမီးတောင်းအဖွဲ့ကိုလက်ဆောင်တွေနဲ့ဆေလွတ်လိုက်တယ်။မင်းကြီးလည်းလက်ခံတွေးဆုံပြီးသမီးတော်ကိုပို့ဆောင်ဆက်တပေးပါမယ်လို့နဂါးလူလင်တွေကိုအကြောင်းပြန်လိုက်တယ်။သမီးတော်သမုဒ္ဒဇာကိုခေါ်ပြီးနဂါးတို့ဖန်ဆင်းထားတဲ့ရွှေရောင်တိုင်းပြည်ကိုပြခဲ့တယ်။အဲ့ဒီတိုင်းပြည်ကရှင်ဘရင်ကသမီးတော်ကိုမိဖုရားအဖြစ်စောင့်နှင်းဖို့ကံလန်းလာလို့သမီးတော်လက်ခံပေးပါလို့ဖြောင်းဖြပြောဆိုခဲ့တယ်။သမီးတော်ကိုဝတ်စားတစားဆင်ပြီးအခမ်းအနားနဲ့နဂါးတိုင်းပြည်ကိုပို့ဆောင်ပေးခဲ့တယ်။နဂါးမင်းကြီးကလည်းသမီးတော်ကိုကြိုဆိုခဲ့တယ်။နဂါးမင်းကြီးကမင်းသမီးကိုမြည်သူတဦးတယောက်ကမှနဂါးအသွင်မပြရဘူးနဂါးအသွင်ပြခဲ့ရင်ကြီးမားတဲ့ရာဇဒဏ်တင်မယ်လို့အမိန့်ထုတ်ထားတော့မင်းသမီးလေးကမသိရဘူးပေါ့မင်းသမီးလေးလည်းအနားယူပြီးအိပ်ပျော်သွားခဲ့တယ်မင်းသမီးလေးအိပ်ပျော်သွားတော့ရွှေရောင်တိမ်ပြည်ကြီးလည်းပျောက်ကွယ်သွားပြီးနဂါးပြည်ကိုခေါ်ဆောင်သွားတော့တာပေါ့ကွယ်